ပါခေါ်လိုက်ပါတယ်ရှင်ဒါဆိုဒီနေ့ဒီ player ရှင်းလည်းမရပါဘူးနော်ဘိုးလက်ချက်နဲ့ပျောက်ဆုံး okay တင်း3နှစ် player 9ယောက်ပဲကြံပါတယ်ဒီတရက်ကတော်တော်ဖြစ်နေတာလူကြီးလောက်တော့မယ်လူကြီးရဘယ်နှခါလုပ်လို့ရလဲဘေးမှာ red side face to face ဆိုအနေလာမယ်နောက်ကျောတွေရောရှေ့ကျောတွေရောဟာနောက်ကျောမှာ Xenon ရှိတယ်ဒီဘက်မှာတအုပ်တမာကြီး current တို့ဒါ rest လာတယ်ဆိုရင်ဒါမှဒါ try on fire ကညက်နေတယ်သူ့ရဲ့ teammate ကြီးကလည်းဟိုဘက်မှာပန်းနာအိတ်ကလည်းအဝေးကပါမှာတယောက်သေးမရပါဘူးနော်ပန်းသီးလုံးပစ်ကျွေးလိုက်တယ်ဆိုရင်မှအမ P9 ဦးလေးနဲ့ P9 D လေးနဲ့ဆိုတော့အခါမရပါဘူးဆရာတို့မရတော့ပါဘူးတယောက်ဆိုရင်နော်တင်းညင်မရပါဘူးလို့ okay နှစ်သိန်းမဲ့ကြံတယ် player 9ယောက်ဒါကတော့တင်းနံပါတ်10ကပါတင်းကေကို22တောင်ယူထားတဲ့အနေထားနဲ့ပေါ့နော်ဟိုဘက်ကဆရာကြီးပန်တာ87ဆိုတာကတော့2Kရထားတဲ့တယောက်တည်းပဲကြံมาတော့တယ်ချင်းအိုးငါချက်ပေါ်ပြနေရဟာတက်ခလို့မနေပြီဟုတ်တယ်ဟာအဲ့လိုမိုးပေါ်ကိုအဲ့လိုပြစ်တင်ပြီးသွားရင်ဘာဖြစ်သွားလဲအဲ့နားလေးပါနေနဲ့လေထွက်လာလေတော့အဲ့မှာပဲနေရောအရင်တော့ကဒီစပိုက်ဒါမန်တွေပါလေတော့ဒီတစ်ပင်ပေါ်လေးကိုထပ်ဖောက်လို့ရတယ်နော်โอเคတွေ့ပါပြီရှင်တွေ့ပါပြီရှင်တစ်ဖက်မှာသွေးတော်ကိုင်းနေတာပူပူလည်းတွေ့ရပါတယ်၄ယောက်တယောက်ဖုတ်ပြပါလားဆရာကြီး highlight ထွက်တာပေါ့ဘာလို့အဲ့ဒီကောင်ကြီးကတော့ fly to ဘူးဆိုင်ကြီးကနော်ကောင်းတယ်လို့မကောင်းတယ်လို့ပဲသိလားဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကြီးပြန်ပြီးသွားရင်လေလက်နဲ့ကန်တာသွားမိုးပေါ်ကြီးဖြစ်တာဟိုပါရှင်ဝတ်သိမ့်ပေးလိုက်ဝတ်သိမ့်တိုက်ပွဲဒါကတော့ chicken sour ရတယ် pizza ကဒါခါရ 7K နဲ့ဘိုးဘွား 10K နဲ့ DBS 2K နဲ့ Xenon 4K နဲ့ဖြစ်ပါတယ်ရှင်စကန်ဝင်တာဖြစ်တဲ့ဒါပန်နာ A7 2K နဲ့ DG glass ဆူလာနော် 1K ပါဒီဘက်မှာ 9K ရထား